တခါလေမှလည်းစိတ်ကူးရင်ဇက်လန်တစ်ခုထဲကစာကြောင်ပကြောင်တွေကကျွန်တော်တို့သိထားတဲ့အရာအလုံးလို့ပြန်ပြီးမေးခွန်းထုတ်ဆင်းနေတယ်ဆိုရင်ဘယ်လိုနေမလဲအခုကျွန်တော်တို့အဲ့ဒါကိုပဲလောက်ကြရမှာပါဒီစာကြောင်းလေးတစ်ကြောင်းဒါကကျွန်တော်တို့ရဲ့အစပဲဒီနေရာမှာအရေးကြီးတာကအဖြေမှန်တစ်ခုကိုရှာဖို့မဟုတ်ပါဘူးအဓိကကဒီမေကုန်းလေးတစ်ခုကနေကျွန်တော်တို့ရဲ့အတွေ့အတွေကိုဘယ်အထိခေါ်သွားနိုင်မလဲဆိုတာကိုစူးစမ်းဖို့ပါပဲကဲဒီမေကုန်းကိုပဲခဏလောက်စဉ်းစားကြည့်အောင်လေစွမ်းရင်စစ်စစ်နဲ့ဖွဲ့စည်းထားတဲ့တတ်တော်တကောင်ကိုဘယ်လိုများအလုပ်လုပ်တာကောင်းလားမကောင်းလားကဲဖြတ်ကြမလဲသူတို့ရဲ့ KPI တွေကဘာတွေဖြစ်နိုင်မလဲဟုတ်တယ်မလားဒီအတွေ့တစ်ခုတည်းနဲ့တင်ကျွန်တော်တို့ရဲ့ကပောက်ပေါ်ကစီမင်းနဲ့လုံးဝအသုံးမဝင်တော့တဲ့နေရာတစ်ခုစီကိုချက်ချင်းရောက်သွားစေပါတဲ့ဒီစကားစုလေးကတကယ်တော့ကိုတိတဲ့ထင်တဲ့ຢာတွေကိုခဏမေးထားလိုက်လို့ပြောနေသလိုပါပဲဒီတော့အခြေခံဆုံးຢာတွေကိုနေပဲပြန်ဆက်လိုက်ကြရအောင်ဒီကိစ္စကိုစနစ်တကျလေးချင်းကပ်ကြည့်ကြတာပေါ့ဒါကိုအတွေ့စမ်းသပ်မှုတစ်ခုလို့သဘောထားပြီးတော့အကြီးမားဆုံးဖြစ်တဲ့မိခိုးနဲ့ပဲရင်ဆုံးဆက်လိုက်ကြမယ်လေဟုတ်ပြီသူတို့ရဲ့အလုပ်အကြောင်းမပြောခင်မှာကျွန်တော်တို့ဘသူအကြောင်းပြောနေကြတာလေကြောထားဆိုတဲ့စကားလုံးကတကယ်တမ်းဘာကိုဆိုလို့ချင်တာလဲဒီဖိနိုင်ကြီးတွေကိုသာကြည့်လိုက်ပါကျွန်တော်တို့ကကဘာပေါ်ကလို့ကာဗွန်အခြေခံဇီဝရုပ်တွေအကြောင်းပြောနေတာလားဒါမှမဟုတ်ဆီလီကွန်အခြေခံတလင်းကြောက်လို့တရှိတဲ့အကြောင်းလားဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးတော့ခန္ဓာကိုယ်မရှိတဲ့အစွမ်းအင်သက်သက်စိတ်အတိညာတစ်ခုဖြစ်နေနိုင်မလားဒီရွေးချယ်မှုတစ်ခုချင်းစီကအချင်းတွေအားလုံးကိုပြောင်းပြန်လှန်ကြည့်နိုင်ပါတယ်ဒီနေရာမှာအရာတွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းကြပြီဥပမာအနေနဲ့တက်တန်းကိုပဲကြည့်လေကျွန်တော်တို့မှာအကန့်အသက်ရှိတဲ့တက်တန်းနဲ့အနားယူဖို့လိုအပ်ချက်တွေရှိတယ်ဒါပေမဲ့စီနီကွန်အခြေခံတက်ရှိတစ်မျိုးကမတင်နိုင်တဲ့လောက်ဖြစ်ပြီးဘယ်တော့မှမမောမပန်းနိုင်ဘူးဆိုရင်ကောသူတို့ရဲ့အလို့ဆိုတဲ့အတိတ်ဘက်ကဘလောက်တောင်ကွာခြားသွားနိုင်မလဲဆိုတာစဉ်းစားကြည့်ပါလားဆိုတော့အလုတ်လုတ်တဲ့အလုတ်သမားကိုယ်တိုင်ကဒီလောက်အထိကွာခြားနေတယ်ဆိုရင်သူတို့အတွက်အလုတ်ဆိုတာကတော့ဘလို့အထိပဲမျိုးတဲရောက်သွားမလဲအလုတ်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့သုံးလိုက်တဲ့အခါတကယ်တော့ကျွန်တော်တို့ကလူသားရဲ့အမြင်နဲ့ပဲပြောနေကြတာပါဒါပေမဲ့အဲ့ဒီအမြင်ကစကြဝဠာတစ်ခုလုံးအတွက်ရောအကျုံးဝင်ပါလားကျွန်တော်တို့အတွက်တော့ရှင်းပါတယ်အလုတ်ဆိုတာအသက်ရှင်ဖို့စာဝတ်နေရေးအတွက်အရေးမြစ်ကြရဖို့လူဖွဲ့စီမှာတခြားတနေရာကနေပါဝင်ဖို့ဒါတွေနဲ့ပဲဆက်စပ်နေလေးရှိတယ်ဒါကကျွန်တော်တို့ရဲ့အခြေခံနားလည်မှုပါပဲဒါပေမဲ့ဒါကတခုတည်းတော့နီလန်းလားဒီနိုင်ရှင်မှုကိုကြည့်အောင်ကျွန်တော်တို့ရဲ့အလုပ်ကငွေကြေးအဆင့်အတန်းတမမှုစိတ်ကျေနပ်မှုလိုမျိုးစုလားတွေနဲ့ဆက်ဆက်နေတယ်ဒါပေမဲ့ကြိုသားတယောက်ရဲ့စုလားကစွမ်းအင်အချက်လက်ဒါမှမဟုတ်တည်ရှိနေခြင်းဆိုတဲ့ဖြစ်စဉ်ကြီးကိုယ်တိုင်ဖြစ်နေနိုင်တယ်ဆိုရင်ကောအဲ့ဒါအလုပ်ရဲ့အသေးစိတ်အခုလုံးကိုလုံးဝပြောင်းပြက်လန်လိုက်တာနဲ့အတူတူပါပဲကဲအခုကျွန်တော်တို့မှာဂျိုသားနဲ့အလုတ်ဆိုတဲ့စကားလုံးတွေအတွက်ဖြစ်နိုင်ချက်ရှိတဲ့အသေးစိတ် print ဆိုချက်အတိတ်တရှိနေပြီဆိုတော့ဒါတွေကိုဘယ်လိုပေါင်းဆက်ကြည့်မလဲဒီလောက်ကြီးမားရဲ့မေဟွန်မျိုးကိုဘယ်လိုစပြီးချင်းကပ်နိုင်မလဲဒါကအဖြေတော့မဟုတ်ပါဘူးဒါကကိရိယာတစ်ခုစဉ်းစားပုံစဉ်းစားနည်းတစ်ခုပေါ့ကျွန်တော်တို့ကသူတို့ရဲ့ဇီဝဗေဒကိုအရင်ဆုံးသတ်မှတ်မယ်ပြီးတော့သူတို့ရဲ့ပတ်ဝန်းကျင်ပြီးတော့မှသူတို့ရဲ့ရည်မှန်းချက်ကိုသတ်မှတ်မယ်အဲ့ဒီခါကျမှသူတို့ရဲ့အလုပ်ကဘာဖြစ်နိုင်မလဲဆိုတာကိုစပြီးနားလည်လာနိုင်မှာပါဒါကဒီလိုကြီးမားတဲ့မေခွန်းတစ်ခုကိုစနစ်တကျချင်းတက်ဖို့နီးလန့်တစ်ခုပါပဲဆိုတော့ဘာလို့ဒါတွေအကုန်လုံးနေရလဲဂျိုသားရဲ့အလုပ်အကြောင်းစိတ်ကူးရင်နေတာကဘာကြီးကြီးလို့လဲတကယ်တော့အရေးကြီးတဲ့အချက်ကဒီမှာပါဒီမေခွန်းကသူတို့အကြောင်းမဟုတ်ပါဘူးဒီအတွေ့စမ်းသပ်မှုတစ်ခုလုံးကမန်တစ်ချက်လိုပါပဲဒါကကျွန်တော်တို့ကိုကြိုးသားတဲ့အကြောင်းပြနေတာမဟုတ်ဘူးဒါကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်လူဖွဲ့စည်းနဲ့တည်ရှိမှုဆိုတဲ့အရာတွေပေါ်မှာထားတဲ့ကိုယ်ပိုင်ယူဆချက်တွေကိုပြန်ပြီးထင်ဟပ်ပြနေတာပါဒါကြောင့်နောက်ဆုံးမှာတော့ရှင်းသွားပါပြီသူတို့ရဲ့အလုပ်အကြောင်းမေးတာဟာကိုယ့်ရဲ့အလုပ်အကြောင်းကိုအရင်ဆုံးပြန်ပြီးမေးခွန်းထုတ်လိုက်တာနဲ့အတူတူပါပဲဒီတော့ဒီမေခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချုပ်ပါစေအခုကျွန်တော်တို့ရဲ့ကိုယ်ပိုင်အလုပ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုယူဆချက်တွေကိုပြန်ပြီးမေခွန်းထုတ်ဖို့အဆင်သင့်ဖြစ်နေပြီလဲ